ပွန်ဟေဂန်မြို့ကဥရောပသမဂ္ဂခေါင်းဆောင်တွေရဲ့အရေးပေါ်အစည်းအဝေးကထွက်ပေါ်လာတဲ့အဓိကအချက်တွေကိုကြည့်လိုက်အောင်ဆိုရုရှားရဲ့ချင်းချောက်မှုတွေရောယူကရိန်းကိုဘယ်လိုဆက်ကူညီမလဲဆိုတာတွေရော EU ခေါင်းဆောင်တွေအပူတပြင်းဆွေးနွေးနေကြတာဟုတ်ပြီဒီကိစ္စတွေကအခုဘာကြောင့်ဒီလောက်အရေးကြီးနေရလဲဆိုတာကြည့်ကြအောင်ပထမဆုံးချက်အနေနဲ့ကတော့လေ EU ကအခုရုရှားရဲ့ Hydra တိုက်ခိုက်မှုတွေအထူးသဖြင့်ပြောရင်လေပိုင်းနဲ့ကျူးကျော်တာတွေ drone နဲ့ချင်းချောက်တာတွေကိုအတော်လေးလဲထားလာပါပြီအဖွဲ့ဝင်နိုင်ငံတွေအထူးတကောပေါင်းပြီး drone ကာကွယ်ရေးတိုင်းလိုမျိုးလုပ်ဖို့အကြံတော့ရှိရဒါပေမဲ့အဲ့ဒါကိုတကယ်လုပ်ဖို့ကြတော့နီးပညာရောနိုင်ငံရဲ့ရောခက်ခဲမှုတွေကရှိနေတော့မယ်ဗျဒုတိယချက်ကတော့ယူကရိန်းကိုကာလရှည်ကူညီတွားနိုင်မှုပေါ့ EU ကထိန်းချုပ်ထားတဲ့ယူရိုရှားပိုင်ပစ္စည်းတွေအဲ့ဒါယူရိုဘီလီယံနေရာလောက်ရှိတယ်အဲ့ဒါတွေကိုအသုံးချဖို့အစီအစဉ်ကိုအဓိကထားဆွေးနွေးနေကြတယ်ဆိုတော့ဒါကပုံမှန်ကူညီပေးတာမျိုးမဟုတ်တော့ဘဲနဲ့အဲ့ဒီထိန်းထားတဲ့ပိုင်ဆိုင်မှုတွေကိုချေးငွေလိုမျိုးသုံးဖို့စဉ်းစားလာတာဒါကတော်တော်ရေးပါတဲ့အပြောင်းအလဲဖြစ်နိုင်တယ်ဂျာမနီကတော့ဒီအစီအစဉ်ကိုထောက်ခံတယ်ဒါပေမဲ့ဥပဒေအရနိုင်ငံရေးအငင်းပွားစရာတွေကတော့ရှိနေတော့မယ်ဗျခြုံပြောရရင်တော့ဥရောပသမဂ္ဂဟာတစ်ဖက်ကယူရိုရှားရဲ့ဖိအားတွေကိုတုံ့ပြန်ဖို့ကာကွယ်ရေးကိုမြင်တင်နေတယ်လို့နောက်တစ်ဖက်မှာလည်းယူကရိန်းအတွက်ရေရှည်ရန်ပုံငွေရဟုတ်နီးလန်းတွေကိုအပူတပြင်းရှာဖွေနေတာတွေ့ရပါတယ်